လူတိုင်းဟာချမ်းသာခြင်းကြားတဲ့သူတွေပဲဖြစ်ပါတယ်ဒါပေမဲ့ချမ်းသာဖို့နီးလန်းတွေမသိဘူးဆိုရင်တာမန်ဘဝနဲ့ပဲနေထိုင်သွားရမှာဖြစ်ပါတယ်အဲ့နီးလန်းတွေကိုခုပဲပြောပြသွားမှာဖြစ်ပါတယ်ကဲဒီနေ့ဗီဒီယိုလေးကတော့ဘေဘလွန်တွင်အချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတဲ့စာအုပ်မှာပါတယ်ချမ်းသာကြွယ်ဝမှုဆိုင်ရာနီးလန်း9မျိုးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်တဲ့ပတ်စံအိတ်ကိုစားတင်ဖောင်းပွားစေခြင်းမိမိရရှိသမျှဝင်ငွေအားလုံးဤအနည်းဆုံး30ပုံတစ်ပုံ30ရာခိုင်နှုန်းကိုမိမိအတွက်အမြဲတမ်းဖယ်ထားပြီးစုဆောင်ရပါမည်အကျွေးစိတ်30စိတ်ရှာနိုင်လျင်90ကိုသာသုံးဆွဲပြီး10ကိုပတ်စံအိတ်ထဲတွင်အမြဲချန်ထားရန်ဖြစ်ပါတယ်နှင့်အသုံးစရိတ်ကိုထိန်းချုပ်ခြင်းဝင်ငွေတိုးလာသည့်နဲ့အမျှအသုံးစရိတ်များလည်းလိုက်တိုးတတ်သည်ကိုသတိပြုရပါမည်ထို့ကြောင့်မရှိမဖြစ်လိုအပ်ချက် needs နဲ့အလိုဆန္ဒ desires ကိုတိကျစွာခွဲခြားရပါမည်ကြန့်ရှိပါဝင်ငွေ90ရာခိုင်နှုန်းဖြင့်သာလောင်ငါအောင်သုံးဆွဲနိုင်ရန်ဘတ်ဂျက်ထားရှိရပါမည်၃ရွှေကိုပွားများအောင်လုပ်ခြင်းစုဆောင်းထားတဲ့မြင့်မလုံလောက်ပဲထိုးငွေများကိုတိုးပွားလာအောင်ယင်းနှိမြုပ်နှံရပါမည်ယင်းနှိမြုပ်နှံမှုမှာရရှိလာသောအတိုးအမြတ်များသည်တင့်ကဲထပ်မံအလုပ်လုပ်ပေးပြီးအလုပ်သမားများကဲ့သို့ဖြစ်လာပြီးစင်ဆက်မပြတ်သောဝင်ငွေစီးကြောင်းကိုဖန်တီးပေးပါလိမ့်မယ်၄ဆုံးရှုံးမှုမရှိအောင်ကာကွယ်ခြင်းယင်းနှိမြုပ်နှံရာတွင်အရေးနှင့်မပြောက်ဆုံးစေရန်မှာပထမဦးစားပေးသည့်မြန်မြန်ချမ်းသာမည့်နီလန်းများနှင့်မတိကျသောယင်းနှိမြုပ်နှံမှုများကိုရှောင်ကျဉ်ရပါမည်ငွေကြေးကိုကျွမ်းကျင်စွာကင်တွယ်တတ်သူများထံမှအကြံဉာဏ်ရယူသည့်ဘေးကင်းပြီးနေရာများတွင်သာမြုပ်နှံရပါမည်၅မိမိနေအိမ်ကိုအကျိုးအမြတ်ရှိသောယင်းနှိမြုပ်နှံမှုစစ်ဆေးခြင်းအိမ်ငါးနေမီအစားမိမိကိုယ်ပိုင်အိမ်ပိုင်ဆိုင်ရန်ကြိုးစားရပါမည်ကိုယ်ပိုင်အိမ်ရှိခြင်းသည်နေထိုင်စရိတ်ကိုရွှာချပေးတုံးသာမကမိသားစုအတွက်စိတ်အေးချမ်းမှုနဲ့တန်ဖိုးတက်လာနိုင်တဲ့ပိုင်ဆိုင်မှုတစ်ခုကိုရရှိစေပါတယ်၆အနာဂတ်အတွက်ဝင်ငွေသေးကြစေခြင်းအသက်ကြီး၍အလုံးမလုံးနိုင်တော့သည့်အချိန်တို့မဟုတ်မိမိမရှိတော့သည့်အချိန်တွင်မိသားစုအတွက်ဝင်ငွေရှိနေစေရန်ကြိုတင်ပြင်ဆင်ထားရပါမည်အငြိမ်အိမ်စားယူခြင်းအတွက်စုဆောင်ခြင်းတို့မဟုတ်အာမထားရှိခြင်းတို့ဖြင့်နောင်ရေးအတွက်ပြင်ဆင်ထားရပါမည်တဲ့ဝင်ငွေရှာနိုင်စွမ်းကိုမြင့်တင်ခြင်းမိမိ၏အတတ်ပညာနှင့်ကျွမ်းကျင်မှုများကိုအမြဲတမ်းလေ့လာသင်ယူရပါမည်မိမိလုပ်ငန်းတွင်ပုံမိုကျွမ်းကျင်လာလေဝင်ငွေပုံမိုရှာဖွေနိုင်လေဖြစ်သည်ထို့ပြင်မိမိကိုယ်ကိုလေးစားမှုရှိရန်ကြွေးတီများကိုအချိန်မှန်ဆက်ခြင်းနဲ့မိသားစုကိုစောင့်ရှောက်ခြင်းတို့ကိုလည်းလှုပ်ဆောင်ရပါမည်ဒီဗီဒီယိုကိုသဘောကျရင် like and subscribe လေးလုပ်တော့ကြပါအောင်ခင်ဗျာ